ဘိုင်ကိုအသုံးအများကြီးသုံးကြတယ်အဲ့ထဲမှာအသုံးများတဲ့တချို့ဒီနေ့လေ့လာကြမယ်နံပါတ်1ကနီလန်းကိုပြတယ်ခီးသွားတယ်ဘယ်လိုသွားတာလဲရထားနဲ့လားကားနဲ့လား He traveled by plane I sent the documents by email You can pay by credit card နံပါတ်2ကကြတော့ location ကိုပြတယ် beside next to စသဖြင့်အနားမှာဆိုတဲ့ပုံစံမျိုးသုံးတယ် He sat by the window နံပါတ်3ကကြတော့အချိန် limit deadline ကိုပြတယ်အဲ့ဒီအချိန်နောက်ဆုံးထားပြီးတော့ဆိုတဲ့ပုံစံမျိုး You need to finish this by tomorrow or by 7 p.m. နံပါတ်4ကကြတော့according to အရာဥပဒေအရာသူတို့ချမှတ်ထားတဲ့စီမင်းတွေအရာစသဖြင့်သုံးတယ် By law you must wear a helmet ဥပဒေအရာမင်းအုတ်ထုတ်စောင့်ကိုစောင့်ရမယ် He played by the rules